lesson 5မှာမီရဲ့မဲရဲ့မာရဲ့မောပါဇာလေးအာယူရနော်ဒီနေ့ဆိုမီမဲမာမောဆိုမပြီးတော့မီမဲမာမောအဲ့ဒါလေးကိုအတန်ကိုငြင်းနေအောင်တလုံးနဲ့အကူလေးတွေကိုမသိတာဘူးမီမဲမာမောSay that. 1, 2, 3, 4. Good job. Jolly.